အငယ်မရေတခါလေးတည်းပေါ့နော်ဒီလိုအမိုက်မဲလေးကိုခွက်လို့ပါလို့ခွက်မလွတ်နိုင်ဘူးဒီလိုငေါ့ဦးရောင်းတဲ့မောင်ရဲ့မအောင်မှာသွားကြရတယ်လို့ကိုကြီးမိမဆွားသွားပြီလားအငယ်မလက်နဲ့ရေးတာကိုကြီးကချင်းနဲ့လိုက်ဖြတ်နေရပေါ့လေအငယ်မအလွန်လိုက်ထားလို့ကိုကြီးကမိုက်စော်ကားနေပေါ့လေညီမလေးကြောက်ကောက်ကောက်သိရနော်ကိုကြီးအဲ့ရနေတက်ဆုပ်ပြီးလာခိုင်းရတာတူတူပဲအငယ်မကလည်းလေကိုရိုနီယာကိုလုံးဝတဘုံမတူအရာငယ်ကောင်လည်းဘာတူတူပဲပေါ့သူလည်းသဘောမတူလို့လိုက်နောက်ရှက်အချစ်အခုတောင်မှလေအငယ်မမသိရခိုးထွက်လာရတာအငယ်မကတော့လေအရင်ချုပ်ချဲတာပဲအရင်စိတ်ညစ်တာပဲအော်ကိုရဲ့ဘာမှစိတ်မညစ်နဲ့နော်ကိုရှိမှလေတဲ့မမရှိနော်အယောဒီမှာတကယ်တော့လေကိုကအရင်ကြောင်းနေပြီသေးလားကြောက်ပါနဲ့အော်ကိုကြီးကဒီမှာလာချိတ်သွင်းနေရပေါ့အငယ်မသဘောမတူဘူးလို့ပြောထားပြီးသားလေဟိုအငယ်မရေတခါလေးတည်းပေါ့နော်ဒီလိုအမိုက်မဲလေးကိုခွက်လို့ပါလို့ခွက်မလွတ်နိုင်ဘူးဒီလိုငေါ့ဦးရောင်းတဲ့မောင်ရဲ့မအောင်မှာသွားကြရတယ်လို့ကိုကြီးမိမဆွားသွားပြီလားအငယ်မလက်နဲ့ရေးတာကိုကြီးကချင်းနဲ့လိုက်ဖြတ်နေရပေါ့လေအငယ်မအလွန်လိုက်ထားလို့ကိုကြီးကမိုက်စော်ကားနေပေါ့လေညီမလေးကြောက်ကောက်ကောက်သိရနော်ကိုကြီးငယ်မရေချစ်ချီကိုမခွဲပါနဲ့ချစ်ချီကိုမခွဲကြပါနဲ့ဒီနေ့ဒါဘာဖြစ်နေရလဲဒီလောက်ပြောနေအားကြားထဲကလာခုချစ်တဲ့အဲ့ကြမယ်